လုံးခံနေတာပဲတက်တိုင်ကြီးကိုပြောတာဟိုမှာတက္ကသိုလ်နောက်ဆုံးနှစ်သာရောက်လာတာစောဝတယောက်မှမရဘူးဘယ်နာကြီးမြင်တယ်များအကုန်လုံးကလည်းလုံးခံနေတာပဲတက်တိုင်ကြီးကိုပြောတာဖတ်တယ်လိုက်လို့ရတော့စားရလုံးခံနေတာပဲဟိုမှာလက်ပတ်ချန်တာရောက်တာစောဝတယောက်မှမရဘူးမြင်တယ်များအကုန်လုံးကလည်းလုံးခံနေတာပဲဘာပြောရဘေးကတက်တိုင်ကြီးကိုပြောတာမမလို့မမတက်တာ ဟမ်တက်တိုင်မရှိဘူးမရှိဟိုမှာကျွန်တော်တင်းနေရပြီ